စပန်နမ်ကရုတ်တရက်ပောက်ကွဲမှုတစ်ခုကြောင့်လွင်သွားတာကိုတွေ့လိုက်ကြရပါတယ်။ဒါပေမဲ့ဘသူလှုပ်လိုက်ကြလဲမသိကြတဲ့တရားပေါ်မှာလည်းတစုံတစ်ယောက်မှရှိမနေရကြောင်းခေါင်းခဲနေကြလို့လေတွေကရောက်လာတဲ့တိုက်ခိုက်မှုတွေကြားမှာရေတသားတွေကတယောက်ပြီးတယောက်လဲကုန်ကြပါတယ်။ရန်သူကိုမမြင်ရပဲတိုက်ခိုက်ခံနေရတာကြောင့်အသေးအတန်ရှာကြည့်လိုက်တော့ဥပဒေတာဝါပေါ်မှာလူရဲတစ်ခုကိုလှမ်းမြင်လိုက်ကြပြီ။ဥပဒေတာဝါနဲ့သူတို့ရောက်နေတဲ့တရားပေါ်ကမှန်မြောင်းနေတော့မနေကြည့်ရတာဖြစ်ပြီးဒီလောက်အကွာဝေးနဲ့ကြမ်းတမ်းလာတဲ့ဒီတိုက်လုံးကြားမှာသူတို့ကိုတစ်ချက်မှမလွယ်ပဲလှမ်းဆော့နေတဲ့သူကဘလောက်ထိကြမ်းတဲ့ကောင်လဲဆိုတာတွေ့ကြောက်လန့်နေကြပြီ။ရော်ဘင်ကတော့အဲ့ဒါဥစမန်သိနေပြီးသားဖြစ်ပါတယ်။ကောက်ရိုးထုံးရဲ့စနိုက်ပါဥစပ်တစ်ဖြစ်လေဆိုခဲ့ခင်ကအရှိပင်လေ East Blue ကနေ Grand Line တစ်လျှောက်သူ့သားအတိပြစ်ပြီဆိုရင်တစ်ချက်မှမလွဲခဲ့ဘူးပဲအခုလဲတနက်တွင်နေတော့လှမ်းပြလို့မရောက်နိုင်တဲ့အကွာဝေးကနေခါပူတိုနဲ့စော်နေတာဖြစ်လို့စပန်နမ်နဲ့ရေတက်ကကောင်တွေရှေ့ဟိုတောင်ထွက်လာလို့မရဘူး